Breaking news အနေနဲ့ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးသတိပေးချက်တွေတစ်ခုကိုအခုပဲတင်ဆက်ပြပါမယ်။ဒီနေ့2026ခုနှစ်မေလ18ရက်နေ့မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေပြီးကွန်ဂိုနဲ့ယူဂန်ဒါနိုင်ငံတွေမှာဖြစ်ပွားနေတဲ့ Ebola ရောဂါကူးစက်မှုကိုနိုင်ငံတကာအရေးပေါ်ပြည်သူ့ကျန်းမာရေးအခြေအနေဖြစ်တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ကွန်ဂိုကနှစ်နိုင်ငံရှိတာမလို့နာမည်မှာ DRC Democratic ပါတဲ့ကွန်ဂိုနိုင်ငံဖြစ်ပါတယ်။ WHO အကြီးအကဲရဲ့အဆိုအရလက်ရှိအချိန်မှာEbola ရောဂါဖြစ်ပွားနေတဲ့တန်တရားရှိလူနာပေါင်း300ကျော်ရှိနေပြီးတော့သေဆုံးသူ88ဦးအထိရှိလာပြီလို့သိရပါတယ်။ DRC ကွန်ဂိုရဲ့ကျန်းမာရေးဝန်ကြီးကတော့သေဆုံးသူ80ရှိတယ်လို့အတည်ပြုထားပါတယ်။ရောဂါကူးစက်မှုကကွန်ဂိုနိုင်ငံအရှေ့ပိုင်းအီတိုရီပြည်နယ်ကစတင်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်အိမ်နီးချင်းယူဂန်ဒါနိုင်ငံကိုပါကူးစက်သွားပြီးတော့ယူဂန်ဒါမြို့တော်ကမ်ပါလာမြို့မှာလူတဦးသေဆုံးပြီးတော့နောက်ထပ်တဦးကူးစက်ခံထားရတယ်လို့အတည်ပြုပါတယ်။အခုဖြစ်ပွားနေတဲ့ Ebola ရောဂါကတာမန်မျိုးကွဲမဟုတ်ပါဘူး။အလွန်ရှားပါးပြီးတော့အသက်အန္တရာယ်များလာတဲ့ဘန်ဒီဘူဂျိုးလို့ခေါ်တဲ့မျိုးကွဲဖြစ်ပါတယ်။ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရဆိုရင်ဒီမျိုးကွဲကသေဆုံးနှုန်း90%ရှိပြီးတော့ဒီ2ဦးမှာ1ဦးသေတဲ့ရာခိုင်နှုန်းရှိပြီးတော့လက်ရှိအချိန်ထိတရားဝင်အသိမှတ်ပြုထားတဲ့ကာကွယ်ဆေးနဲ့ကုသဆေးလုံးဝမရှိသေးပါဘူး။လူနာ1ဦးရဲ့အမ်ဘတ်သွေးတောက်ရည်စတဲ့ခန္ဓာကိုယ်ကအထွက်လာတဲ့အရည်တွေနဲ့ထိတွေ့မိရာကနေပြီးလွန်လင်းလင်းမြန်မြန်ပဲကူးစက်နိုင်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့အဖျားတက်တာကြွက်သားတွေနာကျင်တာအဲ့ဒါကနေစပြီးတော့နောက်ပိုင်းမှာတွေးထွက်လွန်တာနဲ့ကိုရင်းအင်္ဂါတွေအလုံးမလုံးတော့တဲ့ပဲတိတ်ဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ကွန်ဂိုနိုင်ငံမှာ Ebola ကူးစက်မှုက18ကြိမ်မြောက်ရှိပြီဖြစ်ပေမဲ့အခုမျိုးကွဲကူးစက်မှုကတော့တမိုင်းတစ်လျှောက်3ကြိမ်ပဲရှိပါသေးတယ်။ကူးစက်မှုတွေကမြန်ဆန်နေပေမဲ့ WHO ကတော့ဒါက COVID-19 လို့ကမ္ဘာ့ကပ်ရောဂါအဆင့်မဟုတ်သေးတဲ့အတွက်နိုင်ငံတွေအနေနဲ့ကြောက်လန့်ပြီးတော့နယ်စပ်တွေပိတ်တာခီးသွားလာမှုနဲ့ကုန်သွယ်ရေးတွေကိုကန့်သတ်တာမျိုးတွေလုံးဝမလုပ်ဖို့သတိပေးထားပါတယ်။အခုလိုကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေဖြစ်ကြီးညာလိုက်တာကနိုင်ငံတကာကအလှူရှင်တွေနဲ့ဒီကျန်းမာရေးအဖွဲ့အစည်းတွေစီကနေပြီးရန်ပုံငွေနဲ့အကူအညီတွေပို့ပြီးရရှိဖို့ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာလည်းနေသီးမခြားဆရာဝန်များအဖွဲ့နဲ့ဒီချက်ချီနီအဖွဲ့တွေကကွန်ဂိုနိုင်ငံမှာအရေးပေါ်ကယ်ဆယ်ရေးတွေစပြီးလှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90အတွင်းအာဖရိကတိုက်မှာ Ebola ရောဂါကြောင့်လူပေါင်း1000ဝဲကျော်အထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။အခုကုသဆေးမရှိတဲ့ဒီ Ebola ရောဂါမျိုးကွဲအသစ်ကလူထူးတတ်တဲ့မျိုးကြီးတွေနဲ့ရွှေထူးပေါ်ရေးစခန်းတွေကတဆင်းတခြားနိုင်ငံတွေကိုထပ်ပြီးကူးစက်သွားနိုင်မလားဆိုတာကတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေအားလုံးကအထူးစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေကြပါတယ်။နောက်ထပ်အသေးစိတ်သတင်းတွေထွက်ပေါ်လာရင်လည်းအချိန်နဲ့တပြေးညီထပ်ပြီးတင်ပြပါမယ်။ဒီအစီအစဉ် Breaking News ကိုဒီမှာပဲရန်အောင်ခဲ့ပြီးပါခင်ဗျာ။နိဗ္ဗာန်ဤအထောက်ပံ့ကောင်းဖြစ်စေဖို့ဝိမု တ်တိသင်္ကန်းတော်မြတ်ဖြင့်လူထမ်းကြပါစို့အိုလူနဲ့ပြမှာတတဝအပေါင်းတို့